ပစွန်စိတ်လေးတွေကမူးရစ်ဆေးဆွဲနေတယ်ဆိုရင်သင်ယုံကြည်နိုင်မှာမလားဟုတ်ပါတယ်အခုမြင်နေရတဲ့တာယာလှပတဲ့မြစ်ချောင်းတွေတဲကပစွန်စိတ်လေးတွေရဲ့ခန္ဓာကိုယ်ထဲမှာကိုကိန်းထကျွင်းတွေကိုတရားရခိုင်နှုန်းအဖြစ်အဝတူရှိခဲ့ရတယ်ဆိုတဲ့သတင်းကကဘာကိုတုံ့လှုပ်သွားစေခဲ့ပါတယ်ဒါဟာဘလို့ဖြစ်နိုင်မှာလဲ Amazing News ကနေအခုပဲတင်ဆက်ပေးတော့ပါမယ်UK နိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်တွေဖြစ်တဲ့ King's College London နဲ့ University of Suffolk ကပညာရှင်တွေဟာ Suffolk ဒေသကမြစ်ချောင်း15ခုမှာရှိတဲ့ပဇွန်စိတ်တွေကိုစမ်းသပ်စစ်ဆေးခဲ့ကြပါတယ်။ရလဒ်ကတော့ထိတ်လန့်စရာပါ။စမ်းသပ်သမျှပဇွန်စိတ်တိုင်းရဲ့ခန္ဓာကိုယ်ထဲမှာတရားမဝင်မူရစ်ဆေးဝါးဖြစ်တဲ့ကိုကိန်းတက်တွေကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာခွဲစိတ်ကူတာယာမှာသုံးတဲ့ ketamine မေ့ဆေးတွေစိတ်ငြိမ်ဆေးတွေနဲ့စိတ်ပြိုးရင်းမှာတောင်ပိတ်ပင်ထားတဲ့ပိုးတပ်ဆေးတက်ကျွင်းတွေကိုပါအစုလိုက်အပြုံလိုက်တွေ့ရှိခဲ့ရပါတယ်။ဒီဆေးတွေကရှည်တွေကိုဘယ်လိုရောက်ကုန်တာလဲ။အဖြေကတော့ရှင်းပါတယ်။လူတွေထုံးဆွဲလိုက်တဲ့ဆေးဝါးတွေဟာမင်းလာစနစ်ကနေတစ်ဆင့်မြစ်ချောင်းတွေထဲစီးဝင်သွားတာပါ။ရေစိုးတန့်စင်မှုစနစ်တွေကဒီတက်ကျွင်းတွေကိုအကုန်းအစင်မဖယ်ရှားနိုင်တဲ့အခါမှာတော့တဘာဝအတန်းရှင်းတန်နေတဲ့ရေနေတ္တဝါလေးတွေဟာဒီတက်ကျွင်းတွေကိုမတိစိတ်နဲ့စားတုံမိနေကြတာဖြစ်ပါတယ်။လက်ရှိမှာတော့လူတွေကိုအန္တရာယ်ဖြစ်စေလောက်တဲ့ပမာဏမဟုတ်သေးပေမဲ့ဒီလိုပြုမှုပြောင်းလဲစေတဲ့ဆေးဝါးတွေကြောင့်ရေနေတ္တဝါတွေရဲ့မျိုးပွားမှုနဲ့အစာရှာဖွေမှုအလေးအထားတွေပျက်စီးသွားမှာကိုသိပ္ပံပညာရှင်တွေကအကြီးအကျယ်စိုးရိမ်နေကြပါတယ်။လူသားတွေရဲ့ပေါ်ဆမှုကတဘာဝလောကကြီးကိုဘယ်လောက်ထိခိုက်နေပြီလဲဆိုတာဒီဖြစ်ရကတက်ထီပြနေပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးသင်ဟောဘယ်လိုထင်ပါသလဲ။ကိုယ်နိုင်ငံကမြေချောင်းတွေမှာရောဒီလိုမျိုးဖြစ်နေနိုင်မလား။အောက်ကကောင်းမှဆွေးနွေးသွားကြပါဦး။အခုလိုထူးထူးခြားခြားသတင်းတွေကိုအမြဲကြည့်နိုင်ဖို့ Amazing News Channel ကိုလည်း like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။တဘာဝပတ်ဝန်းကျင်ကိုအတူတူထိန်းသိမ်းရင်ကျမ်းမာပျော်ရွှင်တဲ့နေ့ရက်နေ့တွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။